ရှမ်းသခင်လေးနဲ့လူလေးနှစ်ယောက်ဟာဝါသခင်ကြီးတပည့်တွေဆိုပြီးရောက်လာပါတယ်။ဝါသခင်မကြီးကိုတွေ့ဆုံပြီးကူညီပေးမယ်ပြောပါတယ်။အိမ်မှာဥဆောင်မဲ့ရာဇာသားမရှိတော့ဝါသခင်မကြီးပျော်သွားပါတယ်။အရင်ဆုံးအိမ်စားဖို့မြေရင်ဝယ်မယ်ဆိုပြီးပတ်စံစတောင်းပါတယ်။ဝါသခင်မကြီးလည်းတကယ်တင်ပြီးရှိသမျှလက်ဝက်လက်စားပစ္စည်းအကုန်ထုတ်ပေးလိုက်ပါတယ်။ရှမ်းသခင်လေးလည်းမလောက်မှဆိုလို့သူ့ကြောက်စိမ်းပြားကိုထက်ထည့်ပေးလိုက်ပါတယ်။ရှမ်းသခင်လေးလည်းသူ့အပေါင်းပါတွေကလူလိမ်တွေဆိုတာမသိပါဘူး။ဝါကျင်ကမျက်လုံးမိတ်မယုံဘူးတားပါတယ်။မရပါဘူး။သူ့အတော်တွေဆိုတမက်ဖမ်းဖို့အတွက်ပါမျက်စိကျနေတာပါ။ဝါကျင်လည်းအဲ့လူတွေကိုမယုံလို့အိမ်ကအစီကံဦးလေးကိုနောက်ရောက်ခံလိုက်ခိုင်းပါတယ်။ဝါရင်တော့လည်းပစ္စည်းတွေအကုန်ထည့်ပေးလိုက်လို့စားဖို့တာမရှိတော့ပါဘူး။စံပြက်ကိုအကြီးကျယ်ကျယ်နဲ့ညှစားရပါတယ်။ရက်ရှိလည်းအမက်သေးဆိုတော့ရုံးစာတက်ပါတယ်။လက်ငယ်သားကရန်ရှိမျက်နှာကိုမြင်တော့လဲသွားပါတယ်။ရန်ရှိကိုရောက်ခါစားကမြို့ထဲမှာအနိုင်ကျင့်ဖို့လို့ပါ။ရန်ရှိကိုဒုထောက်တောင်းပန်ပြီးအသက်ချမ်းသာပေးဖို့တောင်းပန်ပါတယ်။ရန်ရှိကဘွေးမယူပဲဒုတိယခေါင်းဆောင်ကိုခေါ်ဖို့ပြောပါတယ်။ဒုတိယခေါင်းဆောင်ကအမိတ်မနာကမဲ့အဆင့်ကျော်ပြီးမင်းကြီးစီတိုင်းလို့ရန်ရှိကအလုတ်ထုတ်ပစ်ပါတယ်။ဒုတိယခေါင်းဆောင်ကမကျေနပ်ပဲရန်ရှိကိုတတ်ဖို့လုပ်ပါတယ်။ရန်ရှိကတိုင်းပညာအင်မတန်ကျွမ်းပါတယ်။ဒုတိယခေါင်းဆောင်လည်းရန်ရှိလက်ထဲမှာမရှိမလအသက်ခံလိုက်ရပါတယ်။ပြီးတော့အဖွဲ့အားလုံးကိုခေါ်တွေ့ပြီးအမိတ်နာခံဖို့ပြည်သူတွေကိုအနိုင်ကျင့်ပြီးပတ်စံမတောင်းဖို့မှားပါတယ်။ရှမ်းသခင်လေးလည်းသူ့မြေဝယ်ဖို့ထင်လိုက်တဲ့ကြောက်စိမ်းပြားလေးကိုလောင်းကစားရုံကပြန်တွေ့လို့သူ့တငယ်ချင်းတွေကိုလိုက်ရှာရင်ဝှားချင်းနဲ့လမ်းမှာတွေ့ပါတယ်။ဝှားချင်းလည်းကြောက်စိမ်းပြားယူပြီးပြန်လာခဲ့ပါတယ်။လူလိန်ထက်ရောက်လာပြီးမြေဝယ်ဖို့ငွေမလာကြောင်းပြောရင်ပတ်စံရဖို့စာအုပ်တွေရောက်ခိုင်းပါတယ်။ဝှားသခင်မကြီးကသဘောတူလိုက်ပါတယ်။စာအုပ်တွေသိရင်လမ်းမှာဝှားချင်းနဲ့တွေ့တော့လူလိန်တွေဆိုတာကိုတက်တည်နဲ့တကွပြလိုက်ပါတယ်။လူလိန်တွေလည်းလှဲ့မောင်းပြေးပါတယ်။ဝှားကျင်လည်းရုံးတော်ကလူတွေကိုအော်ပြီးအကူအညီတောင်းပါတယ်။ရုံးတော်ကလူတွေကလည်းပစ္စည်းရောလူရောတိမ်သွားပါတယ်။ဝှားကျင်လည်းစာအုပ်တွေပြန်တောင်းဖို့ရုံးတော်ကိုလိုက်သွားပါတယ်။ရှမ်းသခင်လေးလည်းအလိန်ခံရတော့တောင်းပန်ဖို့ဝှားရင်တော်ကိုလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့စားစရာမရှိလို့ဆွေမျိုးတွေအိမ်အကူအညီတောင်းရင်ဘယ်လိုတွေမောင်းထုတ်ခံရမလဲဆိုတာကြည့်ရှုလိုက်ပါ။